ခေါင်းဆောင်မှုဟာဖျားဖွင့်ပြတဲ့ခေါင်းဆောင်မှုဟာလူတွေကိုဆွဲချတော့သူမဟုတ်ပဲနဲ့ဖျားသခင်ဗိတ်သိက်ချင်းနဲ့ကျွန်တော်တို့အမှုတော်ဆောင်တဲ့အခါမှာကျွန်တော်တို့ကလူတွေကိုမြင့်သောနယ်ပယ်ကိုခေါ်ဆောင်နိုင်တော့သူများဖြစ်တယ်ဆိုတာတတိထားပါတခါတလေကျွန်တော်တို့ခေါင်းဆောင်တွေစဉ်းစားတာကစက္က၄မိနစ်ဖျားသုံးပါဗောစက္ကဆူတောင်းငါတို့တော့လည်းဆူတောင်းစက္ကခမနေရမှာမပေးပဲဘယ်လိုလုပ်ဆူတောင်းလို့ပဲအတင်းဆူတောင်းခိုင်းလို့မရဘူးနေရာတွေပါပေးရမယ်ဆွဲခေါ်ရမယ်ကျွန်တော်ဖျားပြောတယ်မဟုတ်ဘူးမင်းတို့ခေါင်းဆောင်တွေလက်ထဲမှာငါအခွင့်အာဏာပေးပြီးသားဖြစ်တယ်လူတယောက်ကိုကျွန်တော်ပြောမယ်ညီကိုမောင်တို့ကတင်းအုပ်ဆရာတွေခေါင်းဆောင်များအားလုံးပြောပြမယ်ခမည်းနှစ်ဘေးမှာရှိတဲ့လူတွေကိုဘုရားသခင်ကတင်းလက်ထဲမှာဆွဲချလို့ရတယ်ဆွဲတင်လို့ရတယ်အခွင့်အာဏာတင်းကိုဘုရားပေးပြီးသားဖြစ်တယ်မြေကြီးပေါ်မှာတင်ချီနှောင်သမျှကောင်းကင်မှာငါချီနှောင်မယ်မြေကြီးပေါ်မှာဖြေလွတ်သမျှကောင်းကင်ကဖြေလွတ်မယ်တင့်ကိုဖခင်က spiritual authority အခွင့်အာဏာပေးပြီးသားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လူတွေကိုဘာဖြစ်လို့တိုးတက်အောင်ကျွန်တော်တို့မလုပ်နိုင်ဘူးလဲလို့ပြောရင်ကျွန်တော်တို့ကသူ့ကိုဒီတိုင်းကြီးပဲစက်ကပ်ခိုင်းနေတာစက်ကပ်ပါလုပ်ပါတည့်ဖြစ်လာမှာပေါ့တည့်ဖြစ်လာမှာပေါ့ no မဟုတ်ဘူးဆွဲကောပါနေရာပေးပါလွတ်ခွင့်ပေးပါသူ့ရဲ့ယူပိုင်ကိုယုံကြည်ပေးပါသူ့ကိုလွတ်ခွင့်ပေးပါအမြင့်ဆုံးနယ်ပယ်မှာသူပြန်တန်းသွားလိမ့်မယ်